အခုဆရာတို့နံပါတ်1 2 3ပြီးသွားပြီနံပါတ်4ကိုဆက်ပြပေးမယ်နော်နံပါတ်4ကျတော့ဆရာတို့ခါတိုင်းလိုပဲဒီတိုင်းပဲချိန်ထားတယ်ချိန်ထားတော့သူ့ဟာကိုရစ်ယူလိုက်တယ်ဒီအပိုင်းကိုပဲနော်ရစ်ယူပြရတဲ့ဆိုတော့တက်ပြီးသူ့တထောင်အောက်ကနေကန်ပြီးတော့သူတွန်းပြီးတော့ခောက်တင်လိုက်ရမလားရစ်လိုက်မယ်ရစ်ပြရတဲ့ဆရာတို့ဒီတက်ပြီးတော့သူ့တထောင်အောက်မှာထားပြီးတော့သူ့လက်ကိုအောက်ကနေခောက်ပင်ပေးလိုက်မယ်မှုဒီလိုရှိရဆရာတို့ကတက်ထိုးရတဲ့ဒီတိုင်းရစ်လိုက်တယ်ရစ်ပြရတဲ့ဆရာတို့ကဒီမှာသူ့တထောင်အောက်ကနေဒီလိုတင်လိုက်မယ်တင်ပြရတဲ့ဆရာတို့လက်ကိုဒီလိုလှည့်လိုက်လှည့်ပြီးအောက်ကနေတွန်းခောက်ပြီးတော့တင်ရမဆရာတို့ရစ်ယူလိုက်မယ်ခါတိုင်းလိုပဲတထောင်ဒီမှာတင်လိုက်တယ်ပြရတဲ့ဒီလက်ကိုဒီလိုလှည့်ပြီးတော့အောက်ကနေဒီပင်ပြီးတော့ဒီလိုထိုးတင်ပေးရမယ်နော်ချိန်နာလိုက်စဟုတ်ပြီစအဲ့တော့ဆရာတို့၄နီးပြီးသွားရင်เนาะ၄နီးပြီးသွားရဆိုတော့ဆရာရှေ့ပိုင်းမှာပြောခဲ့သလိုပဲဆရာတို့နံပါတ်1ဒီမှာကျင့်မယ်နံပါတ်2ယူပြီးတော့ကျင့်မယ်နံပါတ်3ကျင့်မယ်နံပါတ်4ဆရာတို့ဒီမှာတက်ကျင့်လိုက်ဟောเนาะပြီးရင်လည်းနောက်တစ်မျက်နှာကိုယ့်ရဲ့ဘယ်ဘက်ကိုလည်းအဲ့လိုပဲကျင့်ပြီးတော့ပတ်လက်ပြအောင်လေ့ကျင့်เนาะပြီးရင်နောက်တစ်မျိုး1 2 3 4 4 3 2 1 1 2 3 4အဲ့လို3ကြော့ပြန်ကျင့်เนาะအသွားအပြန်သွားဘာလို့လဲဒီအပေါ်မှာဆရာတို့ဒီပြောမယ်ဆိုဒီ memory ကိုအလုပ်ပေးတာဆိုတော့ဘယ်လိုသွားနံပါတ်3ဆိုဘာလုပ်လိုက်ချက်ချင်းရနေရမယ်အဲ့ဒီပုံစံမျိုးအနုလုံးပတိလုံးသွားနေရနော်အကြာကြီးလုံးနိုင်လေကောင်းလေပဲဆရာဒီမှာ1 2 3ဟလာ3 2 1 1 2 3လို့ပြောတယ်ဒါမင်းတို့အနေနဲ့ကြာအကြာကြီးသွားလေကောင်းတယ်1 2 3 3 2 1 1 2 3 3 1 1 2 3 3အကြာကြီးအဲ့လိုမျိုးလေ့ကျင့်ယူရမှာနော်